မင်္ဂလာပါ solid state relay အလုပ်လုပ်ပုံတွေကိုကျွန်တော်တို့လေ့လာကြည့်အောင်เนาะအဲ့တော့ solid state relay တွေကိုတော့ကျွန်တော်တို့ကဘယ်လိုနေရာတွေမှာအဓိကသုံးလဲဆိုရင် high speed switching လုပ်တဲ့နေရာတွေနောက်တစ်ခါကျွန်တော်တို့ temperature control တွေပေါ့နော် temperature control တွေလုပ်တဲ့နေရာမှာသုံးတယ် switching အနေနဲ့သုံးတယ်ပေါ့နော်အဲ့ဒီအဓိကကျွန်တော်တို့ temperature controller တွေနဲ့တွဲပြီးတော့သုံးကြတယ်ပေါ့နော်အဲ့တော့ तू က thermal relay နဲ့မတူတာတစ်ချက်က तू ကswitching လုပ်တဲ့နေရာမှာပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့ခလုတ်တွေကိုဖွင့်ပိတ်ခလုတ်ဖွင့်ပိတ်လုပ်တဲ့နေရာမှာthermal relay တွေတဲ့မြန်တယ်ပေါ့နော်အဲ့တော့သူကတော့အတွင်းထဲမှာ electronic type ပေါ့ဗျာDC AC ပေါ့နော်ဒီမှာ DA လို့ရေးထားတယ်နော် SSR 25DA ဆိုတော့25 ampere ရှိတဲ့ solid state relay ပေါ့နော် DA ဆိုတော့ DC AC ပေါ့ DC AC ဆိုတော့ကျွန်တော်တို့ကနှစ်ချမ်းပေါ့ဗျာဒီဘက်ချမ်းမှာကတော့ DC ချမ်းပေါ့ဒီမှာနော်3 to 32ဆိုပြီးတော့ရေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က DC ပို့ကို3 ပို့ကနေစပြီးတော့ပေးလို့ရတယ်32 volt ဒီ maximum ပေါ့နော်32 volt ကျော်ရင်တော့အထက်က IR LED တွေလောင်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့က32စက်ရုံတွေမှာတော့24 volt ပေးတာပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်က12 volt နဲ့စမ်းပြထားတယ်နော်12 volt လေးနဲ့ကျွန်တော်တက်ထားတယ်ပြီးရင်စမ်းပြမယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီဘက် channel မှာတော့ဒါ input လို့ရေးထားတဲ့အတွက်ကျွန်တော်တို့က DC input ပေးရမယ် AC ကလောက်ဖက် channel ကိုသုံးမယ်ပေါ့ဗျာအဲ့တော့ဒီဘက်က DC ပေးလို့ဒီဘက်က AC 220ထွက်သွားတာမျိုးမဟုတ်ဘူးနော်အဲ့တော့လွဲမှာဆိုလို့ပေါ့တချို့ဆိုဒီနေရာမှာ line neutral တိုက်ရိုက်ချိတ်လက်တဲ့အတွက်ဒီcontact မှာကျွန်တော်တို့က line neutral စုံသွားပြီးတော့အဆက်ဆက်ပွင့်သွားတာမျိုးပေါ့နော်အဲ့တော့ဒီမှာက drawing လေးပါတယ်နော်ဒီမှာကြည့်ပါနော် contact လေးcontact ပုံစံလေးပါတယ်နော်ဒါကဘာလဲဆိုတော့ one line switch သဘောပဲ1 and 2ရယ်ပေါ့နော်ဒီမှာဆိုကြပါစို့ဒါ1ဒါ2ပေါ့နော်အဲ့တော့ဒီနေရာမှာ line ဒီနေရာမှာ neutral သွားထည့်လို့မရပါဘူးနော်အဲ့လိုသွားထည့်တာနဲ့လောင်သွားမှာပေါ့နော်အဲ့တော့ဒါကcontact လေးတစ်ခုပြထားတဲ့အတွက်ဒါက switch တစ်ခုပဲနော် switch တစ်ခုပဲအဲ့တော့ကျွန်တော်တို့ကလုံးရဲ့တစ်ဖက်ကို neutral တိုက်ရိုက်ပေးရမယ်ပေါ့နော်ဒီထဲကိုကျတော့ line တစ်စားထဲပြီးရင်ဒီကနေတစ်စားပြန်ထွက်ပြီးတော့လုတ်ကိုသွားပေါ့နော်ဒီလိုမျိုးပေါ့နော်ဘယ်လိုထည့်တယ်ဒီမှာတော့ကျွန်တော်က line ကျိုးကိုဒီ point မှာထည့်ထားတယ်အဲ့ line ကျိုးအထွက်ကတကျိုးကိုမီးလုံးကိုသွားထားတယ်နော် one line switch သဘောပဲဒီမှာ contact လေးပြတာရယ်နော်ဒါအောင်မှားမှာဆိုလို့ပေါ့တချို့ဆိုတော့ခုနကကျွန်တော်ပြောဆိုရင် line 2ထည့်သွားထည့်တာနဲ့ဒီမှာသွားထည့်တာတဲ့ခါရဲပေါက်ထွက်သွားမှာပေါ့နော်အဲ့လိုမျိုးလုပ်လို့မရပါဘူးနော်အဲ့တော့ဒီမှာဆိုရင်လာကျိုးထည့်ထားတယ်ဒီကနေထွက်ကိုကျွန်တော်မီးလုံးကိုချိတ်ထားတယ်ပေါ့ဒီမှာနော်ပြီးလို့ရှိရင်ဒီမှာ neutral ကျိုးပေါ့နော် neutral ပေါ့ neutral ကိုမီးလုံးကိုတိုက်ရိုက်ဆက်ထားတယ်နော်neutral လေးပါပဲနော်အဲ့တော့ဒီ symbol လေးကိုကြည့်ရင်သိတယ်ဒီ symbol လေးက one line contact လေးပေါ့နော်အဲ့တော့ line တစ်စားထည့်ပြီးတော့သုံးရမယ် contact ပေါ့နော်ဒီဘက်ချမ်းက DC ပေးရမှာပေါ့အဲ့တော့ဒီဘက်ချမ်း DC မရှိတော့ဘူးဆိုတော့ဒီကောင်အလုပ်မလုပ်တော့ဘူးပေါ့နော် switching on တော့ပေါ့အဲ့တော့အထဲမှာတိစောက်ထားတဲ့ပုံစံက try app ပါမယ်ပြီးရင်ကျွန်တော်ဒီချမ်းမှာ IR LED ပါပဲပေါ့နော် auto isolator ပေါ့ဒီဘက်ချမ်းကကျွန်တော်တို့က power ပေးလိုက်ထားတဲ့ဒီ IR LED ကအလုပ်လုပ်ပြီးတော့ radar တစ်ခုလွတ်မှာပေါ့နော် isolate လုပ်ထားတဲ့ circuit ပေါ့ဒီအပြင်အဲ့အချိန်မှာတစ်ဖက်က try app က on သွားတာပေါ့နော် on သွားပြီးတော့မီးလုံးလင်းတာပေါ့ဒီသဘောပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒါကတော့ power ပေးထားတဲ့အခြေအနေမဟုတ်ဘူးပေါ့နော်တစ်ဖက်လုံးတစ်ဖက်မှာတော့ကျွန်တော်တို့ DC power ပေးရမှာပေါ့နော်ကျွန်တော်တွဲဖို့ပေးရမှာပေါ့တွဲဖို့ပေးလို့ရှိရင်ဒီကောင် signal လေးလင်းပါပေါ့နော်မီးလေးလင်းလာလိမ့်မယ်ပြီးလို့ရှိရင်ဒီဘက် channel ကိုကျွန်တော်တို့က power ထည့်ရမှာ line to sorry ဒီဘက် channel ကိုကျွန်တော်တို့က220ပေါ့နော်220ကိုတော့တစားကို neutral တစားကိုမီးလုံးကိုတိုက်ရိုက်ပေးထားတယ်လုတ်ပေါ့နော်လုတ်ကိုတိုက်ရိုက်ပေးထားတယ်ဖေးတစားကိုတော့ဒီကနေဖြတ်ပြီးတော့ထွက်ထားတယ်နော်သူ့ရဲ့ဒီ drawing ရပေါ့နော်အားလေးကမှားတတ်လို့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဘက် channel ကို DC channel ကို power ပေးလိုက်မယ်နော်โอเคဒါဆို power ပေးလိုက်ပြီเนาะမီးလေးလင်းနေပြီเนาะမီးလေးလင်းနေပြီဒီဘက်ချမ်းကတော့ switch ကတော့ on သွားပြီပေါ့ဒီ switch လေးထဲမှာဆိုတော့ on နေပြီเนาะဘာလို့မီးမလင်းသေးရလဲဆိုတော့ကျွန်တော်ကျိုးမထည့်ရသေးလို့เนาะ power မထည့်ရသေးလို့အဲ့တော့ဒီဟာဒီ line အထွက်ကနေမီးလုံးဟုတ်ပြီเนาะဒီကောင်စီ neutral ကနေမီးလုံးကိုတိုက်ရိုက်သွားထားတယ်เนาะဒီ contact တိုင်းပဲเนาะโอเคအဲ့တော့စမ်းကြည့်အောင်ဒါဆိုရင်မီးလင်းပြီပေါ့နော်မီးလင်းပြီဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဘက်က DC supply ကိုဖြုတ်ကြည့်လိုက်မယ်နော် DC source ကိုဖြုတ်ကြည့်လိုက်မယ်ဒါဆိုတော့မီးမလင်းတော့ဘူးနော်မိတ်လေးကြံခဲ့တယ်ဒါကတော့ accessor ရဲ့သဘောတရားအတိုင်းပဲပေါ့နော် circuit type ဆိုတော့မီးလုံးကလည်း1နဲ့တော့မိတ်လေးလေးပြီးကြံခဲ့တာနော်အဲ့တော့ကျွန်တော်ဒီဘက်ချက်ကို power ပြန်ပေးလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ industrial တွေမှာဆိုလို့ရှိရင်အဲ့လိုပဲ DC ဘက်ချက်ကိုပဲ signal ဖွင့်လိုက်ပေးလိုက်ဖွင့်လိုက်ပေးလိုက်ပုံစံမျိုးပေးတာပေါ့နော်အဲ့လိုပေးနေရဖြင့် heater တွေကို control လုပ်တာပေါ့နော်ဒါ accessor ရဲ့လုပ်ပေါ့
switching ကအရင်မြန်နော်သူကအတန်လည်းမကြောက် noise လည်းမရှိအဲ့တော့သူ့ကိုသုံးမယ်ဆိုတော့ကျွန်တော်တို့ကသူ့အောက်မှာ heatsink လေးတွေခံပြီးသုံးတာပိုကောင်းတယ်ပေါ့နော်အဲ့တော့ industry တွေမှာဆိုတော့ heatsink သုံးကြီးတွေပေါ်မှာဒီကောင်လေးကိုတတ်ထားတာပေါ့နော်ဒါ accessor ရဲ့အလုံးလုံးပုံလေးဖြစ်ပါတယ်နော်အဲ့တော့နောက်တစ်ပိုင်းမှာကျွန်တော် accessor ကောင်းမကောင်းဘယ်လိုတိုက်တာမလဲဆိုတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တင်ပေးပါမယ်ဒါကတော့ accessor solid state relay 25D ကို test လုပ်ပြထားပါပေါ့နော်